Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ review လုပ်ပေးခြင်းနဲ့ရေးမွေးရတော့ကျွန်တော်ဒီ Thai local brand တွေကြာဟိုနာမည်တစ်ခုရှိနေကျွန်တော်တို့ Mid Bangkok ရဲ့အောက်ကဒီ one fine day ရဲ့ကျွန်တော်ဒုံခဲအကြောင်းပြပြရှင်းတာဖြစ်ပါတယ်ဆိုတော့ဒါကတော့တားမှာ site plane ပေါ့လေဆိုတော့သူကတော့ဘာနဲ့အနံ့တူလဲဆိုရင်တော့ကျွန်တော်ကျိုးမလုံးနဲ့ English PM Freesia နဲ့အနံ့တူတယ်ပေါ့လေဆိုတော့နက်လာရလို့ပြောလို့ရတယ် floor ရယ်ပြီးတော့ခုန Freesia ပန်းနဲ့ကျွန်တော်တို့ကဒီ Kia ပေါ့နော်တက်တော်ဒီနဲ့ rose တွေ combination ကောင်းကောင်းနဲ့ပေါင်းထားတာပေါ့ဆိုတော့ကျွန်တော်ကလည်းသူ့ English PM Freesia ကိုကြိုက်ပြီးသားဆိုတော့ဒီကောင်ကတော့ကျွန်တော်စမ်းကြည့်လိုက်တဲ့အချိန်မှာနက်85-90% နီးပါးလောက်ဘယ်လိုပြောမလဲတူတယ်လို့ပြောလို့ရတယ်ပေါ့လေဆိုတော့နားလက်ခံပေးလို့ရတယ်ပေါ့လေဆိုတော့တစ်တော်အဖွင့်မှာအဲ့လိုတစ်တော်ဒီနဲ့ rose နဲ့ပေါင်းထားတဲ့အနံ့အောင်မှာကျွန်တော်တို့က middle အလဲနှုတ်မှာတော့သူက middle နှုတ်မှာတော့ကျွန်တော်အရင်ကစမ်းကြည့်ရတာဘယ်လိုမျိုးလဲဆိုတော့ဒီ Freesia ရဲ့ပန်းအနံ့နဲ့ combination ကောင်းကောင်းနဲ့ပေါင်းထားပြီးတော့ base တုံးမှာတော့ patchouli တို့ mousse တို့အဲ့လိုအနံ့အနေနဲ့သူအဆုံးသတ်ထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်စမ်းကြည့်ရတော့85-90% လောက်တူတယ်လို့ပြောလို့ရတယ်ပေါ့လေဆိုတော့dry down မှာတော့နည်းနည်းလေးကွာသွားမယ်အနက်ဆင်းပုံကြီးရတော့အနက် dry down မှာEnglish PM Freesia ကတော့ကျွန်တော်ပိုလာတယ်လို့ကျွန်တော်ခံစားရတယ်ဒီဒုံကဲတဲ့ဆိုင်ပေါ့လေဆိုတော့ဒုံကဲကတော့သူက site ကနှစ်မျိုးထွက်တာပေါ့လေထားအမှန်နဲ့50အမှန်နှစ်မျိုးထွက်တာပေါ့လေဆိုတော့အစေးကတော့ဒီကောင်ထားအမှန်ဆိုရင်တော့400-500ပတ်ချာလေးမှရှိတယ်တကယ်လို့50အမှန်50အမှန်ဆိုရင်တော့1100-1200ဝန်းကျင်မှရှိတယ်ပေါ့လေဆိုတော့ performance အနေနဲ့ကတော့9နာရီလောက်တော့ရတယ်လို့ပြောလို့ရတယ်9နာရီပေါ့လေ9နာရီဆိုတော့လည်းမစိုးလို့တော့ပြောရမှာပေါ့လေသူစင်းနဲ့သူဟာတော့ဆိုတော့တကယ်လို့ကိုက English PR Freesia ကဈေးကြီးရပါညာမို့လို့တကယ် budget ထဲကရွေးမယ်ဆိုရင်ဒီ one fine day တွေကထုံးခဲ English PM Freesia အစားသုံးလို့တော်တော်အဆင်ပြေရေမွေးလို့ပြောလို့ရတယ်ပေါ့လေဒီကောင် one fine day Central One မှာလည်းရှိရဲထိုင်းမှာဆိုရင် Central One နှလုံးမှာရှိရဲဆိုတော့ Mid Bangkok ရဲ့ showroom မှာဝင်ပြီးတော့စမ်းကြည့်လို့ရပါတယ်ဆိုတော့တော်တော်လှပါတယ်သူက English PR original ကိုတော့